ပါလီစောပါရခိုင်မြို့နယ်စုဝန်တခုဖိုက်တဲ့တာလူမျိုးတီစောအာရခပရီထူထောင်ရဲလုပ်ငန်းတီမှာပူပေါင်းပါဝင်မှုတီပုံမအားကောင်းလာခဲ့တယ်လို့တာလူမျိုးအတိုင်းဝိုင်းတီဘာကသိရပါတယ်။လာဟီအာရခတက်တော် ULA ရဲ့ပြန်ညာရေးကျင့်မာရေးလူမှုရေးအခွင့်အရေးစိုက်ပျိုးရေးစားတွေဌာနအသီးသီးမှာတာလူမျိုးနယ်နီဘာလောက်တာဝန်ထမ်းဆောင်နေရလို့သိရပါတယ်။ရခိုင်ပေတေစာရီနော်တူတာလူမျိုးအနေနဲ့ကျင့်မာရေးပြန်ညာရေးကန်တာတီတိုးတက်လာရဲ့ပရန်ရာထွန်ရာထိုင်လုံတောင်းလုံတိုက်တဲ့အခွန်ရေးတီကိုလေရရှိနေခဲ့တယ်လို့တာလူမျိုးတီကဆိုခဲ့ပါတယ်။လာရှိတာလူမျိုးဦးရေစောရခိုင်မျိုးနွယ်စုဝန်တဲ့အနေဆုံးဖိုက်ပြီးကရခိုင်ပြည်တော်မှာခဲမက်ခေလူဦးရေ3000ကနေ4000လောက်ရနေထိုင်ခဲ့တယ်လို့သိရပါတယ်။တပားမှာလေတာလူမျိုးတီစောရွှေပြောင်းနေထိုင်မှုတီများလာပြီးကတဖိဖိလူဦးရေရွာနေလာတဲ့အတွက်အမျိုးသားရေးလက္ခဏာရန်ကျင်းမှုစားတွေစိန်ခေါ်မှုတီနဲ့ရောဆိုင်နေကြရပါတယ်။ယောင်ဂရောင်းရခိုင်ပြည်တော်လန်ရဲနော်စိုင်းမှုထန်းဆောင်ရေကန်တာတီမှာပူပေါင်းပါဝန်စောတီလာခံထားကြလေလူဦးရေနေပါမှုတီအပေါ်ထေသွန်ဆန်းစားပြီးကလူအရောမရိုက်ကိုတေချာတုံးသက်ဆောင်ရတောင်းရဲလို့တာလူမျိုးတီကပြောခဲ့ပါတယ်ရခိုင်ပြည်နေမီအများစုကိုထိန်ရှုပ်ထားရအာရခတက်တော်စောထိန်ရှုံနေမီတီမှာအုပ်ရှုပ်ရဲတရစီရွန်ရဲစားရဲအုပ်ရှုပ်ရဲရန်တရားတီတေဆောက်ပြီးကတော်လန်ရဲအစိုးရတရဲဖရိုက်အုပ်ရှုံနေပါတယ်တချိန်တည်းမှာပေါ့ရခိုင်ပြည်တော်နေလူမျိုးအလုံးလာတွေ့ပြီးကျင့်မာရေးပြန်ညာရေးစားရဲဌာနဆိုင်ရာတီကိုစနိုက်တကြလေပဲပြီးကတေဆောက်ရဲလုပ်ငန်းတီကိုလည်းအရှိန်အဟုန်မှလှုပ်ဆောင်နေပါတယ်အရခပြည်သူဆိုရနေနော်တာလူမျိုးအပါဝန်လူမျိုးစုအသီးသီးကောင်းဆောင်တီဒေတာကန်ဥဆောင်သူတီနဲ့ပူပေါင်းဆောင်ရာပြီးကလူမျိုးစုတီအခါခဲနော်လိုအပ်ရှာတီကိုအလေးထားဖေရှောင်းခဲ့ဖို့လိုအပ်ကြောင်းတာလူမျိုးအတိုင်းဝိုင်းတီကတိုက်တွန်းထားပါတယ်